ငါရဲ့နှာခေါင်းလေးကဘာနဲ့တူမလဲဆက်ကြည့်အောင်နော်ဟေးဟေးအာလူမရမ်းလိုက်တော့ငါအာလူမကြိုက်ဘူးမရိုင်းနဲ့အာလူမကြိုက်ဘူးဒီကောင်အာလူပေးပါရိုက်မှာဒါပဲဟေးဟေးအာလူမကြိုက်ပါဘူးလို့ပြောထားမှရောက်လာဟမ်ရပါရောရေဘူးပြပါရောရေဘူးရောရိုင်းအောင်နော်တခြားတွေအများကြီးရှိတဲ့နဲ့ဘာအာလူတော့နောက်နဲ့နော်မင်းတို့ကောင်နေငါငိုပလိုက်မှာနော်အာလူမကြချင်ဘူးနည်းနည်းဝေးထားမှာကွာရော့အာလူမကြချင်ဘူးတခြားတွေရှိရလေ number 4တွေ3တွေ1တွေရှိရလေဘလို့အာလူပဲလိုက်ပေးနေရလေကွာအာလူကနှာဘူးနဲ့တူတယ်လို့မပေးနဲ့ငါမကြိုက်ဘူးဘာမှလည်းမသိဘူးမစော်ဘူးကွာဒီကိန်းနဲ့သွား